ကာလမတုတ်အနှစ်ချုပ်ဒေသနာအင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောကြားထားတဲ့သုတ္တန်တစ်ခုကိုကာလမတုတ်သို့မဟုတ်ကေတမௌဒ္ဓိတုတ်လို့ဒီလိုအမည်နှမျိုးဖြင့်ထင်ရှားတဲ့သုတ်ဒီတုတ်ဟောကြားထားတာရှိဒီသုတ္တန်နဲ့အလားတူတဲ့ဗတ္တိယဆိုတဲ့မင်းသားတဦးကိုဟောထားတဲ့သုတ္တန်ဒီသုတ္တန်နဲ့အလားတူတဲ့သုတ္တန်တစ်ခုဒီကာလမသုတ်ဆိုတာတော့ဘုရားဘာသာကိုလေ့လာကြတဲ့နိုင်ငံသားတွေကစဒီသုတ္တန်ကိုအလေးကလူထားပြီးတော့ညှို့ဆိုလေးရှိကြဘာလို့လဲဆိုတော့ဒီသုတ္တန်ကစဉ်းစားဉာဏ်ကိုဦးစားပေးပြီးတော့ဟောကြားထားတဲ့သုတ္တန်ဖြစ်ဘာသာဝါဒတွေကိုညင်းပယ်တဲ့ကွန်မြူနစ်ဝါဒီတွေကတောင်မှဒီသုတ္တန်ကိုသူတို့ကလက်စွပ်လက်ကင်ပြုပြီးတော့ပြောဆိုလေးရှိကြတာတွေ့ရသို့တော်လည်းထိုပြောဆိုမှုတွေဟာဘုရားမြတ်စွာရဲ့အာဘော်မကျဘူးပေါ့မြတ်စွာဘုရားရဲ့ရည်ရွယ်ချက်အစစ်ကိုနားလည်ဖို့ဓမ္မအရေးကြီးပါအဲ့ဒါဒီသုတ္တန်ကိုကာလမသုတ္တန်လို့ဘုရားမြတ်စွာကဆုဆုံးမခြင်းခံရတဲ့ပုဂ္ဂိုလ်တွေကကာလမလူမျိုးတွေကာလမအမျိုးသားတွေပဲသို့သောဒီသုတ္တန်ဟောတဲ့နေရာကတော့ကေသမုဒ္ဒဆိုတဲ့ညီကုန်းရွာကြီးမှာဟောတာဒီကာလမလူမျိုးတွေကကေသမုဒ္ဒဆိုတဲ့ညီကုန်းရွာမှာနေကြတယ်ဣတိကသုံးပုံမှာသုတ္တန်တွေကိုအမည်ပေးတဲ့အခါမှာမြတ်စွာဘုရားကိုယ်တော်တိုင်ကအမည်ပေးခဲ့တဲ့သုတ်တွေရှိတယ်သို့တော့ဘုရားကိုယ်တိုင်အမည်ပေးခဲ့တဲ့သုတ်ကအမတန်နည်းတယ်နောက်ပိုင်းမှာသံဃာနာဆရာတွေကနေပြီးတော့မှတ်လို့သားလို့လွယ်အောင်ဟောကြားရာဌာနကိုရည်ညွှန်းပြီးတော့လည်းပဲသုတ္တန်ရဲ့နာမည်ကိုပေးတယ်ဒီသုတ္တန်တွေထဲမှာအဓိကဥတည်ပြီးတော့ဟောတဲ့ပုဂ္ဂိုလ်ရဲ့နာမည်နဲ့လည်းသုတ္တန်တွေကိုအမည်ပေးခဲ့ထိုသုတ္တန်ထဲမှာပါတဲ့အကြောင်းအရာတရားရပ်ကိုခေါ်ညွှန်းပြီးတော့လည်းသုတ္တန်ရဲ့နာမည်ကိုပေးကြအခုဒီကာလမသုတ္တန်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကအမည်ပေး